တခါတလေလာပြည့်ညကြီးမှာလာကိုကြည့်နေနဲ့လာကြီးနီရဲသွားတာ blood moon လို့ခေါ်တာဘာကြောင့်ဖြစ်တာလဲဘာကြောင့်နေတွေလာတွေကြက်ကြတာလဲနေကြက်တာလာကြက်တာဟာနေလာကဘာသုံးခုကတန်းသွားလို့ဆိုလို့ရှိရင်ဘာဖြစ်လို့လာပြည့်နေတိုင်းလာမကြက်ရတာလဲလာကွယ်တဲ့နေတိုင်းနေမကြက်ရတာလဲနေကြက်တာလာကြက်တာရှိသလိုကဘာကြက်တယ်ဆိုတာရောရှိသလားနေရီလာတွေတစ်နှစ်မှာချိန်တိုင်းကြက်နိုင်တာလားဒါမှမဟုတ်နေကြက်တဲ့ယာသည်ဆိုတာမျိုးရှိသလားလာပေါ်မှာရောကဘာလိုပဲနေကြက်တာမျိုးတွေရှိသလားဒါတွေအကြောင်းတွေကိုဆွေးနွေးတော့ပါမယ်အားလုံးမင်္ဂလာပါကျွန်တော် The Nerdy Space ဆိုတဲ့ channel ကနေပြီးတော့ပြန်ကြိုဆိုပါရစေအခုကျွန်တော်တို့ဒီနေကြက်လာကြက်ချင်းဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လာနဲ့ပတ်သက်လို့အပိုင်း9ကလေးကစပြီးတော့ဆွေးနွေးလာတာဆိုလို့ရှိရင်ဒါတော်တော်ခီးပေါက်နေပြီနောက်ဆုံးရောက်နေပြီပေါ့နော်စိတ်ဝင်စားဖို့အကောင်းဆုံးလို့ကျွန်တော်ထင်တဲ့နေကြက်တဲ့လာကြက်တဲ့အကြောင်းတွေကိုပြောမယ်အဲ့တော့အင်္ဂလိပ်လို eclipse လို့ခေါ်တဲ့ဥစ္စာပေါ့နော်အဲ့တော့မြန်မာလိုဆိုလို့ရှိရင်နေကြက်တွေလည်းသုံးလို့ရတယ်လာကြက်တွေလည်းသုံးလို့ရတယ်အင်္ဂလိပ်လို solar lunar eclipse ဘာကြောင့်ဖြစ်လဲလို့ဆိုရင်မှန်တယ်နေလာကဘာသုံးခုကတဒန်းနဲ့ကြာသွားတဲ့အချိန်မှာတစ်ခုရဲ့အရေးတစ်ခုကိုကြာခြင်းဒါကဘာရဲ့အရေးလာပေါ်ရောက်ခြင်းလာရဲ့အရေးကဘာပေါ်ရောက်ခြင်းဒါ eclipse လာနေကြလာကြတဲ့ခါခေါ်တယ်ဒါဆိုရင်ဘယ်အချိန်မှာတန်းတယ်လဲအဲ့တော့ကျွန်တော်ရဲ့အပိုင်း6မှာပေါ့နော် lunar cycle မှာပြောတယ်ဒါလာပြည့်တဲ့အချိန်မှာဒါမို့လာကွယ်တဲ့နေ့မှာဆိုလို့ရှိရင်နေရလာရဲ့ကဘာရတန်းသွားတယ်ဒါဆိုဘာဖြစ်လို့လာပြည့်တိုင်းလာမကြက်ရတာလဲနေပြည့်တိုင်းနေမကြက်ရတာလဲဆိုရင်အဲ့ဒီမိကုံဖြေဖို့ဆိုကျွန်တော်ဒီပုံလေးနဲ့ကျွန်တော်စရှင်းပြမယ်ရအဲ့တော့ဒီပုံလေးကဘာလဲဆိုလို့ရှိရင်ကဘာကိုအပေါ်ကနေတည်းကြည့်ထားတာမရေခဲပြင်လေးတော့မြင်နေရတယ်เนาะမြောက်ဝင်ရိုးစွမ်းကြည့်ထားတာဆိုရင်ကဘာသည်အဲ့မြောက်ဝင်ရိုးစွမ်းကြည့်လို့ရှိရင်ဘာဆိုနိုင်လက်တံဖြောင်းမြန်အတိုင်းပဲ spin လုပ်နေတယ်လည်နေတယ်အဲ့လိုပဲလာကလည်းဘာဆိုနိုင်လက်တံဖြောင်းမြန်အတိုင်းပဲကဘာကိုပတ်เนาะအဲ့တော့အဲ့ဒီပုံလေးမှာအဲ့တော့ကဘာတစ်ပတ်ကိုတစ်ရက်လာ29ရက်ကိုတစ်ပတ်ပတ်တယ်เนาะဒီပုံရှင်းတယ်အဲ့ဘာလို့29ရက်လို့ပြောလဲကျွန်တော်ရှေ့ episode တော့29ရက်လို့ပြောခဲ့တယ်အခု29ပြောတယ်မှားနေတာလားဆိုရင်နှစ်ခုစလုံးမှန်တယ်နော်ဘာလဲဆိုတာတော့နောက်မှအသေးစိတ်ပြောပြမယ်အခုတော့ဒီလိုပဲမှတ်ထားလိုက်29ရက်မှာတစ်ပတ်နှုတ်နေတဲ့ကဘာကိုပတ်တယ်အဲ့တော့ပတ်တဲ့ခါမှာအဲ့တော့ဒီနားနေနဲ့ကဘာကြားရောက်သွားတဲ့ခါမှာဆိုဒါလကွယ်နေခေါ်တယ်ကျွန်တော်အမဲလုံးလေးလုံးလိုက်မယ်ဟလာဟိုဒီဘက်မှာပေါ့ဟိုကဘာနေနဲ့လကြားရောက်သွားတဲ့အချိန်ကျတော့ဒါလပြည့်နေဖြစ်သွားတယ်အဲ့တော့ကျွန်တော်အဖြူလုံးလေးပြီးဝိုင်းလိုက်အဲ့ဆိုရင်ဒါအဖြူလုံးလေးနဲ့အမဲလုံးလေးနဲ့ရနော်အဲ့အလုံးနှလုံးဘာခေါ်လဲဆိုလို့ရှိရင်ဒါဒီကဘာလာရဲ့ပတ်လန်းမှာ eclipse point ပေါ့နော်အဲ့တော့နေချက်ချင်းလာချက်ချင်းဖြစ်နိုင်တော့အမှတ်လေးပေါ့အဲ့တော့ဘာမှမဟုတ်အဲ့ဒါတကယ်တော့လာပြည့်နေ full moon နဲ့လာကွယ်နေ new moon အဲ့တော့ကျန်တဲ့အချိန်တွေမှာဆိုရင်ဒီလာဆိုတာဘယ်တော့မှမကြက်ဘူးဒါကအပေါ်ကတည်းကြည့်တဲ့ပုံဒါပေမဲ့ကျွန်တော်တို့နောက်ကနေပြီးတော့နောက်တစ်ခုပေါ့ဘေးကနေကြည့်တဲ့ပုံလေးကိုဆက်ပြောမယ်အဲ့တော့ဘေးကနေကြည့်နေတဲ့ပုံဆိုကျွန်တော်ခုပြတဲ့ဒီပုံလေးအဲ့တော့ကဘာသူကနေသူလဲနေတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနေရှိတယ်နေပတ်လန်းမြင်ကြီးရှိတယ်အဲ့တော့အင်္ဂလိပ်လို eclipse plane လို့ခေါ်တယ်နေပတ်လန်းမြင်ကြီးရေးကြည့်တယ်အဲ့ဒီနေပတ်လန်းပြင်ကြီးနဲ့ရှင်ကဘာလဲတာဘလောက်စောင်းနေလဲ23နှစ်ပိုင်းတစ်ပိုင်းဒီဂရီစောင်းအဲ့တော့ဒီမှာ axis လို့ခေါ်တဲ့ဝင်ရိုးလေးရှိမယ် equator လို့ခေါ်တဲ့ခလဲဘက်လေးရှိမယ်အဲ့တော့အဲ့ခလဲဘက်ကလေးကဘာဖြစ်လဲဆိုခုနဟာနဲ့23နှစ်ပိုင်းတစ်ပိုင်းဒီဂရီစောင်းတာဟုတ်ပြီနော်ဒါတိပြီလားဟုတ်ပြီအခုကျွန်တော်တို့ဒီဟိုကဘာစောင်းတဲ့ကိစ္စကိုစိတ်မဝင်စားတော့အခုလဟုတ်ပြီအဲ့တော့ဒီမှာလကလေးအော်လကလည်းဘာဖြစ်လဲဆိုလို့ရှိရင်ကဘာကိုနိုင်လက်တံပြောင်းမြန်အတိုင်းပဲလဲပြီးတော့ပတ်နေတယ်ပေါ့နော် orbit လုပ်နေတယ်နော်ဒါပေမဲ့အဲ့ဒီ orbit လုပ်တဲ့ဟာလေးကိုကျတော့ဘာခေါ်လဲဆိုရင် orbital plane လို့ခေါ်တယ်နော်အဲ့တော့အဲ့ဒီ orbital plane ကလည်းစောင်းနေလားကြည့်လိုက်တာနဲ့သိတယ်စောင်းတယ်ဘယ်လောက်ဒီဂရီစောင်းလဲသူကကျတော့23နှစ်ပိုင်းတစ်ပိုင်းမဟုတ်5ဒီဂရီပဲစောင်းတယ်5ဒီဂရီနော်နည်းနည်းလေးတော့စောင်းတယ်ပေါ့ဒီပုံမှာကြည့်လိုက်လို့ရှိရင်ဘာဖြစ်လဲလပြည့်နေမှာလကအဲ့ဒီနေပတ်လန်းပြင်ကြီးရဲ့အောက်ကိုရောက်ဘာဖြစ်လို့လဲ5ဒီဂရီစောင်းနေလို့အားလားတူပဲလကွယ်နေမှာကြည့်လိုက်လို့ရှိရင်လည်းနေပတ်လန်းပြင်ကြီးအပေါ်ကိုရောက်တယ်ဘာဖြစ်လို့လဲ5ဒီဂရီစောင်းနေလို့နော်အဲ့တော့အဲ့ဒီလိုစောင်းနေတဲ့အတွက်ကြောင့်မလို့လာပြည့်တိုင်းလာကွယ်တိုင်းမှာနေရကြက်မနေဘူးလာလည်းကြက်မနေဘူးဘာဖြစ်လို့ဆိုတော့တစ်ခုအရေးတစ်ခုပေါ်အလွယ်တကူမကြဘူးနော်အဲ့တော့အဲ့ဒါကြောင့်မလို့လာပြည့်တိုင်းလာကွယ်တိုင်းမကြက်ဘူးဆိုတာဖြေရမယ်ဒါဆိုမေးစရာရှိတာဘာလဲဆိုရင်5ဒီဂရီဆိုတာနည်းနည်းလေးပဲမဆိုးစလောက်ကလေးစောင်းသွားတာအဲ့လောက်ကလေးစောင်းယုံတဲ့တစ်ခုရဲ့အရေးကတစ်ခုပေါ်မကြဘဲနဲ့လွဲသွားသလားဆိုတာဖြေရမယ်ဆိုရင်ကျွန်တော်တို့အချိုးအစားတွေစကားပြောရမယ်နော်ကင်းကနန်းနေအလွတ်တော့ကြက်စရာမလိုဘူးဒါပေမဲ့အချိုးအစားလေးတွေကခန်းစားနံပါတ်တွေကိုခန်းစားနိုင်တယ်အချိုးအစားလေးကိုမှန်းဆနိုင်တယ်ဆိုရင်ပို့ပြီးတော့မြင်လို့ရတယ်အဲ့တော့ကျွန်တော်ဒီပုံလေးဆက်ကြည့်အဲ့တော့ကဘာကြီးရဲ့အချင်းကဘယ်လောက်ရှိလဲဆိုကီလိုမီတာ12900နီးပါးရှိတယ်ဟုတ်ပြီနော်လာရဲ့အချင်းကဘယ်လောက်ရှိလဲဆိုကီလိုမီတာ3500ပဲရှိတယ်အဲ့တော့ဘယ်နှဆကွာလဲဆို3ဆခွဲကျော်ကွာတယ်အဲ့တော့ဒီပုံမှာကြည့်လိုက်ရင်လာကိုကဘာမှာနဲ့တန်းစီပြီးထားလိုက်တယ်ဆိုဘယ်လောက်လဲဆို3လုံးခွဲစာလောက်စန့်တယ်ပေါ့နော်အဲ့လိုဒေါင်းလိုက်မှာနော်ဒါဆိုဒီပုံကအချိုးကျသွားပြီလားဆိုမကျသေးဘူး
ဆိုရွယ်အစားအဖြစ်အချိုးကျပြီပဲအကွာဝေးအဖြစ်အချိုးမကျသေးအဲ့အကွာဝေးအဖြစ်အချိုးကျဖို့ဆိုရင်တခုနောက်လိုပဲနောက်တစ်ခုကြည့်လိုက်ကမ္ဘာအချင်းကီလိုမီတာ12900လောက်ရှိတဲ့အချိန်မှာနော်ကမ္ဘာနဲ့လိုက်အကွာဝေးရဘယ်လောက်ရှိလဲဆိုကီလိုမီတာ3,8000ကျော်ဝေးတယ်အဲ့ဒါအချိုးချရင်ဘယ်လောက်ရလဲဆိုရင်အစ30ကျော်တယ်ပြောချင်တဲ့အဓိပ္ပာယ်ကလာနဲ့ကဘာကြားမှာကဘာအလုံး30ဆန့်ရမယ်တန်းစီပြီးထားတယ်နော်အဲ့တော့ဒီပုံလေးကိုကြည့်လိုက်ဒီဘက်မှာကဘာရှိမယ်မြားထိုးထားတယ်ဘက်မှာလာရှိမယ်သိန်းလုံးလုံးမြားထိုးထားတယ်တွေ့လားအဲ့ကြားထဲမှာကဘာအလုံး30ဝင်တယ်နော်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုအချိုးကြဆွဲမယ်ဆိုရင်ကဘာဝလာကို screen တစ်ခုတည်းစာရွက်တစ်ရွက်ထဲမှာပဲဝင်အောင်ဆွဲဖို့ဆိုရင်အဲ့တလောက်ထိဝေးပြီးအဲ့လောက်ထိသေးမှရမယ်နော်အဲ့ဒါမှအကုန်ဝင်တယ်ဒါဆိုကျွန်တော်ငယ်တော့အလားဟိုရုပ်ရှင်တွေမှာမြင်ရထားလားကဘာနဲ့လာနဲ့ဒီပုံလေးတွေပါလေဆိုတာတကယ်တော့အချိုးစားကြအောင်ဆွဲထားမှာမဟုတ်အချိုးစားကြရင်ကျွန်တော်ခုဆွဲတဲ့ပုံလေးအချိုးကြတယ်တော့အချိုးကြတော့ပဲစိတ်ဝင်စားစရာမကောင်းဘူးဆိုအရန်သေးတယ်မလှဘူးပေါ့နော်ဒါမဲ့အဲ့ဒါလေးအဲ့တော့ဘာဖြစ်လဲနောက်တစ်ခုမှကြည့်လိုက်ဒါဆိုရင်ဒီမှာကဘာရှိမယ်ဒီမှာကဘာနေပတ်လမ်းပြင်ကြီး ecliptic plane ရှိမယ်ဒီမှာလရှိမယ်အဲ့လောက်ကျွန်တော်5 degree မြှောက်လိုက်တယ်ဘာဖြစ်သွားလဲဆိုရင်ဝေးသွားတယ်ကဘာနှလုံးပွဲ3လုံးစာလောက်အပေါ်ကိုကြွသွားတယ်လာအရေးကဘာကိုမကြနိုင်တော့ကဘာအရေးလှပေါ်အလွယ်တကူမကြနိုင်တော့နော်အဲ့ဒါကြောင့်မလို့ဘာဖြစ်လဲလာပြေးလာကွယ်တိုင်းအလွယ်တကူနေမကြက်ဘူးလာမကြက်ဘူးဟုတ်ပြီနော်တော့5 degree လေးပဲစောင်းမိမယ်အဲ့လောက်ထိကွာသွားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆိုတော့တခုအဝေးကြီးဖြစ်နေလို့ဟုတ်ပြီအဲ့ဆိုနေကဘယ်တော့မှမကြက်တော့ဘူးလားလာဘယ်တော့မှမကြက်တော့ဘူးလားမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ဒီလိုဖြစ်နေစဉ်အတွင်းမှာပဲကဘာကလည်းနေကိုလှည့်ပတ်သွားတယ်လှည့်ပတ်သွားတော့ဘယ်လိုဖြစ်စေနေဖြစ်လဲဆိုတော့ကျွန်တော်လည်းလိုက်ကြည့်ရအောင်နော်အဲ့တော့နံပါတ်1အဲ့တော့အဲ့အကြောင်းနေမပြောခင်မှာကျွန်တော်ဒီသင်္ကေတလေးတွေကိုအရင်ရှင်းပြမယ်ပေါ့ဒီပုံလေးမှာကြည့်လိုက်ရင်နေရှိမယ်ကဘာရှိမယ်အဲ့တော့ကနေပတ်လမ်းမြင့်ကြီးရှိမယ်ကဘာလှည့်နေတယ်စပိန်လောက်နေတယ်စပိန်လောက်တာ23.5 ဒီဂရီစောင်းတယ်ကျွန်တော်သိစိတ်ဝင်စားအောင်အဲ့အကြောင်းအခုလာကဘာကိုပတ်တယ် orbit လုပ်တယ်နော်အဲ့တော့ orbit လုပ်တဲ့အခါမှာခုနကျွန်တော်ရှင်းပြလိုက်တဲ့ ecliptic point ဆိုတာနှစ်ခုရှိတယ်အဖြူလုံးနဲ့အမဲလုံးအဲ့ဒါပါလဲဆိုတော့လာပြင်းနဲ့လာကွယ်ကြည့်လိုက်တစ်လုံးကနေပတ်လမ်းမြင့်ကြီးပေါ်တစ်လုံးကနေပတ်လမ်းမြင့်ကြီးအောက်ဒါပေမဲ့အဲ့ဒါကိုစိတ်ဝင်စားအောင်အဲ့လာအဲ့ပတ်လမ်းသူ့ရဲ့ lunar orbital plane ပတ်လမ်းမှာပတ်နေစဉ်အတွင်းမှာပဲနောက်ထပ်ဘာထပ်ကြုံလဲဆိုရင် ecliptic plane လာနေပတ်လမ်းမြင့်ကြီးကိုဖြတ်သွားတဲ့အချိန်မှာနော်အပေါ်လည်းမရောက်အောက်လည်းမရောက်ဘဲနဲ့ဖြတ်သွားတဲ့အမှတ်2မှတ်ရှိတယ်အတက်မှာတစ်မှတ်အဆင်းမှာတစ်မှတ်နော်အဲ့ဒီအမှတ်2မှတ်ကိုကြတော့ဘာခေါ်လဲဆို nodes လို့ခေါ်တယ်နော်အဲ့တော့အတက်မှာကြုံသွားတာကို ascending node ကျွန်တော်အနီလုံးလေးပြလိုက်မယ်အဆင်းမှာကြုံသွားတာကိုဘာခေါ်လဲဆိုရင် descending node အပြာလုံးလေးပြလိုက်မယ်အဲ့ဒီ nodes နှစ်ခုမှာဆိုရင်ဘာဖြစ်လဲလာသည်ဟလာဒီနေပတ်လမ်းကြီးအပေါ်လည်းရောက်မနေအောက်လည်းမရောက်နေတဲ့နေဟုတ်ပြီနော်အဲ့ထိရမယ်ဒီပုံတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်နေကကြက်စရာအကြောင်းမရှိတော့လာကလည်းကြက်စရာအကြောင်းမရှိတော့ဘာလို့ဆိုအဖြူမဲလုံးနဲ့ကျွန်တော်ညှိပြလုံးနဲ့တက်စီဖြစ်နေမှာတိုက်ဆိုင်နော်အဲ့ဒါကိုပို့ပြီးတော့မြင်တာအောင်ဆိုရင်ကျွန်တော်ဒီဟာလေးကိုကြည့်လိုက်နော်အဲ့တော့ကဘာရှိမယ်လာကဘာကိုလှည့်ပတ်နေဟုတ်ပြီနော်အဲ့ဒီချိန်မှာအပေါ်ကနေတစ်မျိုးကြည့်မယ်ဘေးကနေတစ်မျိုးကြည့်မယ်အဲ့တော့ကျွန်တော်ဒီပုံလေးကိုကြည့်လိုက်ဘယ်ဘက်ချမ်းကကျွန်တော်အပေါ်ကနေရိုက်ပြထားတဲ့ပုံဟိုမှာတော့ရေခဲတောင်လေးမြင်နေရတယ်ညာဘက်ချမ်းမှာဆိုရင်ဘေးကနေရိုက်ပြထားတဲ့ပုံเนาะအဲ့မှာကျွန်တော်ဟိုလိမ္မော်ရောက် dot line လေးဆွဲထားတာပါလဲဆိုလို့ရှိရင်နေပတ်လမ်းပြင်းကြီးเนาะ ecliptic plane ရေးကြည့်တယ်ဆိုရင်ဒီပုံမှာကြည့်လိုက်ရင်အဲ့တော့ဒီမှာလာဘာဖြစ်ဆိုတာလာပြင်းနေเนาะလာပြင်းနေဆိုတော့လာကြက်မလားဆိုတော့မကြက်ဘူးဘာဖြစ်လို့ဆိုတော့လာ ecliptic plane အပေါ်ရောက်နေเนาะရောက်နေတယ်ဆိုတော့လာမကြက်နိုင်ဒါပေမဲ့တော့အဖြူလုံးလေးလုံးလိုက်တာပေါ့ဟုတ်ပြီအဲ့ဒါ14ရက်လောက်ရွှေ့လိုက်တော့ဘာဖြစ်လဲဆိုတော့လာတပတ်လဲလိမ့်နေဒီအောက်ကိုရောက်သွားတယ်ဒီအောက်ရောက်သွားတော့လာကွယ်နေဖြစ်သွားတယ်เนาะမဲလုံးလေးလုံးလိုက်တာပေါ့ဒါမဲ့အဲ့ဒီမှာကောလာကြက်နေရကြက်သလားဆိုမကြက်ဘူးဘာဖြစ်လို့လဲဆိုတော့လာ ecliptic plane အောက်ကိုရောက်သွားတယ်အဲ့တော့လာအရေးကဘာပေါ်မကြနိုင်တော့အချိုးကျဆိုရင်မကြတော့ကဲဟာဆိုဒီတစ်ခေါက်ဆိုရင်14ရက်ရွှေ့တော့ခဏရက်ပဲရှေ့ရွှေ့လိုက်မယ်အဲ့တော့ရှေ့လေးကိုရှေ့တက်လာမယ်ဘာဆက်ဖြစ်မလဲအဲ့တော့ရှေ့တက်လာတော့ကျွန်တော်ညာဘက်ကပုံလေးကိုကြည့်လိုက်လာဘက်ကတက်လာတယ်လာအပေါ်တက်လာတော့ဟော ecliptic plane ပေါ်ကွက်တိရောက်သွားတယ်เนาะအဲ့လို ecliptic plane ပေါ်ကွက်တိရောက်သွားရင်ဘာခေါ်လဲ nodes လို့ခေါ်တယ်เนาะအဲ့တော့အတက်မှာကြုံတဲ့ nodes မလို့အဲ့ဒါအနီလုံးလေးလုံးလိုက်တယ်ပေါ့ ascending nodesဟာဒါဆိုနေလာတွေကြက်တော့မှာပဲထင်တယ်မကြက်ဘူးဘာဖြစ်လို့လဲဘယ်ဘက်ကပုံကြည့်လိုက်အဲ့တော့အနီလုံးလေးကခုနားမှာเนาะအဲ့တော့ကဘာနဲ့လာချအောင်မရောက်ဘူးအဲ့တော့ကြက်ဖို့ဆိုတာဘာဖြစ်ရမလဲဆိုရင်ဘေးတိုက်ကကြည့်အပေါ်ကကြည့်တန်းနေမှာကြက်မယ်เนาะအဲ့လိုပြောချင်တာဆိုအဲ့ဒါဆိုရင်ဒီမှာလာကြိုက်တယ်လို့လေဘာဖြစ်လဲဆိုလို့ရှိရင်နေလည်းမကြက်ဘူးလာလည်းမကြက်ဘူးလုံးဝမကြက်နိုင်အဲ့ဆိုဘယ်ချိန်မှာကြက်မလဲအဲ့တော့ကျွန်တော်တို့6လလောက် fast forward လုပ်ကြည့်အောင်ရှေ့ကိုရွှေ့လိုက်6လ fast forward လုပ်လိုက်တော့ဘာဖြစ်လဲအဲ့တော့ကဘာလုံးကြီးရလိန်နဲ့ဟလာဟိုနေရဲ့ဟိုဘက်ချမ်းကိုရောက်သွားမှာပေါ့နော်အဲ့ဒါဆိုကျွန်တော်ရဲ့ဒီပုံလေးကိုကြည့်လိုက်အဲ့တော့နေရကဘာရဲ့ညာဘက်ကိုရောက်သွားတယ်ခုနပုံလေးနည်းနည်းကွာသွားတယ်အရန်ထူလားဆိုအရန်မထူသွားဘူးဘာပဲထူသွားလဲဆိုရင်ဒီမှာကျွန်တော်ရဲ့အဖြူလုံးလေးနဲ့အမဲလုံးလေးနဲ့နေရကလဲလိုက်တယ်ဒါပဲနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုဟာပေါ့ဒီနေနဲ့နီးတဲ့ဘက်မှာလာရောက်နေလာကွယ်ဟလာနေနဲ့ဝေးတဲ့ဘက်မှာလာရောက်နေလာပြေခုနတိုင်းပဲတူတူပဲ
ဒီတစ်ခေါက်ကျတော့ကျွန်တော်တို့ဘာလို့ဆို6လ fast forward မလုပ်တော့ဘူးဒီတစ်ခေါက်ကျရင်3လ fast forward လုပ်လိုက်ပဲဘာဖြစ်မလဲအဲ့ဒီပုံလေးကိုကြည့်လိုက်ဒါဆိုဒီမှာနေရဲ့အပေါ်အရှိနားလောက်မှာဘာလို့ကဘာနဲ့လာရောက်သွားပြီဘယ်လဲမဟုတ်ဘူးညာလဲမဟုတ်ဘူးဟုတ်ပြီနော်အဲ့ပုံမှာကြည့်လိုက်မယ်ဆိုရင်မလာလဲလာပြီအဲ့တော့ဒီပေါ်မှာအဖြူလုံးလေးအဲ့တော့ဆိုဒါလာပြည့်နေစက်ကြော်လိုက်မယ်ဒီဘက်မှာအမဲလုံးလေးဒါလာကွယ်လေးနော်အဲ့ဒီလာကွယ်နေမှာညာဘက်ကပုံလေးကြည့်လိုက်တော့ဘာဖြစ်လဲလာ ecliptic plane ပေါ်ရောက်နေတယ်ပေါ်လည်းမရောက်ဘူးအောက်လည်းမရောက်ဘူးနော်ဒါဆိုကျွန်တော်အနီလုံးလေးဝိုင်းလိုက်မယ်ဒါအတက်မှာစုံလို့ဘယ်ဘက်ချမ်းကိုလည်းကြည့်လိုက်တော့ဘာဖြစ်လဲအော်ဟုတ်တယ်ဒါလာကွယ်နေအမဲလုံးအနီလုံးအကုန်တိုက်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုရင်ဒါနေကြက်တာလာကြက်တာဖြစ်နိုင်တယ်နော်အဲ့ဒီအချိန်မှာလာကဒီအမဲလုံးပေါ်မှာရောက်နေတယ်လာကွယ်နေဆိုရင်ဒါနေကြက်တယ်ပေါ့ဘာဖြစ်လဲဆိုနေရဲ့အရေးကလာကွယ်သွားတယ်sorry နေရဲ့အလင်းရောင်လာကကွယ်သွားတယ်လာအရေးကဘာပေါ်ကြတယ်အဲ့ဒီအချိန်မှာလာကအဖြူလုံးမှာရှိနေတယ်ဆိုတော့လာကြက်တယ်ပေါ့နော်ဘာဖြစ်လဲဆိုလို့ရှင်ကဘာကနေကိုကွယ်သွားတယ်ဒါမှမဟုတ်လေကဘာအရေးလာပေါ်ကြသွားတယ်နော်ဒါရှင်းဒါဆိုရင်အဲ့ဒီအချိန်မှာမြင်တဲ့နေလာကြက်မလားမကြက်ဘူးအဲ့ဒါဘာပေါ်မှာမူတည်လဲဆိုလို့ရှင်လာကအဲ့ဒီအချိန်မှာစဝိုင်းရဲ့ဘယ်နားမှာရှိနေလဲဆိုတဲ့ပုံမှာမူတည်သေးတယ်အဲ့တော့ဟောမှာဒါကျွန်တော်တို့ရဲ့နေလုံးနော်နေလုံးကိုခလိုက်ဒီကလေးမှာထားလိုက်နော်အဲ့တော့ဒီပြင်ကြီးမှာခလဲကောင်တက်ရဒါကျွန်တော်တို့ကဘာရှိတယ်ပေါ့နော်တော့ဒီကဘာလုံးခဏဖယ်လိုက်တော့ရေးမကြည့်ဒီကဘာလည်းသွားမယ်ဒီကဘာဒီမှာလာရှိမယ်နော်လာကဘာလုပ်လဲဆိုတော့ဒီမှာ spin လဲလုပ်နေတယ်ကဘာကို orbit လဲလုပ်နေတယ်နော်ခလဲမှာကဘာရှိတယ်နော်အခုချိန်မှာဆိုရင်အဲ့တော့ပထမကျွန်တော်ပြတဲ့ပုံမှာဒီလိုမျိုးပုံစံအဲ့တော့ဘာဖြစ်လဲဆိုရင်လာရဲ့ orbital plane ကစောင်းနေတယ်9 degree နော်အဲ့တော့ဒီအချိန်မှာလာပြည့်နေဒီအချိန်မှာလာကွယ်နေဒါပေမဲ့လာပြည့်နေရောလာကွယ်နေရောဘာဖြစ်လဲဆိုရင်နေလာမကြက်နိုင်ဘာဖြစ်လို့လဲဆိုတော့တစ်ခုကမြင့်ပြီးတစ်ခုကနေနေဟုတ်ပြီနော်နောက်တဲ့6လရွှေ့လိုက်တော့ဘာဖြစ်သွားမလဲနေဒီဘက်ရောက်သွားမယ်သူကလဲပြီးတော့ဒီဘက်ကိုရောက်သွားတူတူပဲဒီဘက်ကလာကွယ်နေဒီဘက်ကလာပြည့်နေဒါပေမဲ့မထူးဘာဖြစ်လို့တစ်ခုမြင့်ပြီးတစ်ခုနေနေအခုနားနဲ့ပြောင်းမြင်ဖြစ်သွားတာပဲရှိတယ်အဲ့တော့မကြက်ဘူးအဲ့တော့3လပဲရွှေ့လိုက်တဲ့နေကြတော့ဒီလိုဖြစ်သွားပြီနော်အဲ့တော့နေဘက်ကိုလည်းမစားဘူးနေနဲ့ဝေးရကိုလည်းမစားဘူးနေနဲ့တောက်မှန်ဆောင်သွားပြီအဲ့တော့ဒီမှာထားတယ်မကြက်ဘူးဒါပေမဲ့ဒီမှာဖြစ်သွားတယ်ကဘာဒီမှာရှိမယ်လာပြေးနေကဘာအရေးလာပေါ်ရောက်သွားတယ်လာကြက်တယ်နော်အနှိမ့်အမြင့်လည်းတူသွားပြီအလားတူပဲဒီမှာဘာဖြစ်လဲဆိုရင်လာကွယ်နေနော်အဲ့တော့ဘာဖြစ်လဲဆိုရင်ကဘာလှမ်းကြည့်တယ်နေကိုမမြင်ရဘူးလာကွယ်နေတယ်အဲ့ဒါဆိုနေကြက်တယ်ဟုတ်ပြီနော်ဒါပေမဲ့အဲ့ဒီအချိန်မှာလာဒီနားရောက်နေရောဒီနားရောက်နေတယ်ဆိုရင်တော့နေလည်းမကြက်ဘူးလာလည်းမကြက်ဘူးဘာမှမကြက်ဘူးအချို့လူတွေပြောမှာပေါ့အဲ့ဒါဆိုနောက်ထပ်3-5ရက်စောင့်လိုက်လေ3-5ရက်လည်းစောင့်လိုက်ဒီလိုဖြစ်သွားမှာပေါ့ဒါပေမဲ့အဲ့ဒီ3-5ရက်စောင့်တဲ့အချိန်မှာဘာဖြစ်လဲကဘာလည်းလိုက်ကြွေနေနေကိုပတ်တယ်ဟုတ်တယ်မလားအဲ့အချိန်မှာအကုန်လုံးလွယ်သွားပြီအခုနအဖြူမဲလုံးနဲ့ညီပြလုံးနဲ့မတန်းတော့ဆိုရင်ဘယ်မှာထားမကြက်တော့အဲ့ဒါကြောင့်မလို့ဘာဖြစ်ဆိုရင်လာကြက်ဖို့ဆိုတာခိမ့်ရင်တယ်နေကြက်ဖို့ဆိုတာခိမ့်ရင်တယ်ဟုတ်နော်အဲ့တော့အမြဲတမ်းမဖြစ်နေဘူးအဲ့တော့အရန်ကိုတိုက်ဆိုင်မှာဖြစ်တယ်ဟုတ်ပြီဒါပေမဲ့အဲ့တော့အခုပြထားတဲ့ပုံလားဘာလဲဆိုတော့ကျွန်တော်ခုနရှင်းပြထားတဲ့ဟာတွေအကုန်လုံးအမြန်ပြောပြမယ်အဲ့တော့ဒီဘက်မှာရှိတယ်ကဘာရလှရစောင်းနေတယ်အဲ့တော့တစ်ခုရိတ်တစ်ခုပေါ်မကြောက်ဟိုဘက်မှာလည်းအဲ့လိုပဲစောင်းနေတယ်တစ်ခုရိတ်တစ်ခုပေါ်မကြောက်เนาะနေဘက်စောင်းတာနဲ့နေနဲ့ဝေးရစောင်းတာနဲ့ဒီဘက်မှာကျတော့နေနဲ့တောက်မှန်စောင်းတယ်အဲ့တော့ဘာဖြစ်လဲတစ်ခုရိတ်တစ်ခုပေါ်ကြာနိုင်တယ်ဒါပေမဲ့ကြာနိုင်တယ်ပြောတော့ကြာမယ်မပြောဘူးအဲ့အချိန်လဘမှာရှိလဲဆိုတော့မူတည်တယ်အဲ့လိုပဲဒီဘက်မှာလည်းအဲ့လိုပဲကြာနိုင်တယ်เนาะအဲ့ဆိုရင်ဒီပုံရဆိုရင်12နာရီနဲ့6နာရီအချိန်မှာဘာဖြစ်လဲဆိုလို့ရှင်နေကြက်တာလာကြက်တာမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့လိုဖြစ်နိုင်တဲ့အချိန်တွေကိုဘာခေါ်လဲဆို ecliptic seasons နေကြက်လာကြက်ခြင်းဖြစ်နိုင်တော့အချိန်များအဲ့လိုမျိုးခေါ်တယ်အဲ့ဒါဆိုဒီပုံအရဆိုရင်ဟာလားအဲ့တော့နာရီလက်တန်12နာရီနဲ့6နာရီအချိန်မှာဘာဖြစ်လဲဆိုရင် eclipse ဆိုတာဖြစ်နိုင်တယ်เนาะ eclipse ဖြစ်နိုင်တယ်ဆိုတော့နေကြက်လာကြက်ခြင်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီ ecliptic seasons ကဘာလဲဆိုရင်တစ်ခုနဲ့တစ်ခု6လချတယ်နှစ်ဝက်ပေါ့အဲ့ပုံမှာကြည့်လိုက်လို့ရှင်အဲ့တော့6လဆိုတော့ဘယ်လောက်ချရမလဲ365ရက်တစ်ဝက်အဲ့တော့183ရက်ချရမယ်ပေါ့ဒါ6လเนาะအဲ့တော့183ရက်မချဘူးလက်တွေ့မှာဘယ်လောက်ပဲချလဲဆို183ရက်ပဲချတယ်เนาะ ecliptic season တစ်ခုနဲ့တစ်ခုအဲ့ဒါဘာကြောင့်လဲအဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဘာကိုပြောရမလဲဆိုရင်ကျွန်တော်တို့လာရဲ့ movement တွေကိုနောက်တစ်ခေါက်ပြန်ပြီးတော့ပြန်ကြော့ပြီးပြောမှရအဲ့တော့အခုနပုံတိုင်းပဲပြန်ပြောမယ်ဒီမှာနေရှိမယ်ဟုတ်ပြီနော်ဒီခလဲကောင်တက်တက်မှာကဘာရှိမယ်ဒီမှာလာရှိမယ်လာဘာ movement တွေရှိလဲအဲ့တော့ spinning ဟုတ်လားသူဝင်ရုပ်ပေါ်မှာသူလဲတယ်နော် orbiting ဘာလဲဆိုရင်ကဘာကိုဗဟိုထားပြီးတော့သူကလဲတယ် orbit နော်အဲ့ဒီတစ်ခုက rate ကတူတယ်29ရက်ကိုတစ်ခေါက် rate ကတူတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲလာကမျက်နှာပြင်တစ်ခုအမှဆိုလက်ကင်ဆိုရှိတဲ့ဘက်ကပဲဘာဖြစ်လဲဆိုရင်ကဘာကိုအမြဲမျက်နှာမူပြီးတော့ဒီလိုလဲတယ်ဒါသိပြီးသွားပြီဟုတ်နော်ဒီနေ့ထပ်ပြောလိုက်တာဗာလဲအဲ့လိုလဲနေတဲ့ plane ကြီးကဗာလဲဆိုနေပတ်လန်းပြင်ကြီးဒီစပွဲနဲ့ရှင်လို့ရှင်ဘယ်လောက်စောင်းလဲဆို9 degree စောင်းတယ်အဲ့ထိရမယ်
အဲ့တော့ spinning orbit တွေနှစ်ခုပဲလုံနေတာမဟုတ်ဘူးဘာထပ်လုံသေးလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီလရဲ့လပတ်လန်းပြင်ကြီး lunar orbital plane လို့ခေါ်တယ်လပတ်လန်းပြင်ကြီးတဲ့အမြင်နဲ့အဲ့လိုရှိမနေဖ ೇನೆ ဘာဖြစ်လဲဆိုတော့ဒီလိုเนาะအဲ့လိုလဲနေเนาะအဲ့တော့အဲ့လိုမျိုးပုံစံလဲဒါပေမဲ့အဲ့လိုလဲတာအရင်မြန်လားဆိုတော့မမြန်ဘူးသူက17နှစ်မှတစ်ခေါက်လောက်ပြေးတာเนาะသူ့ရဲ့ cycle တစ်ဖက်ကဒါပေမဲ့အဲ့တော့လဲနေဆိုတော့အမြင်နဲ့ဖြောက်မနေဖြောက်မနေတဲ့အတွက်ကြောင့်မလို့အခုနကျွန်တော်ဆွဲတဲ့ပုံရ6လဆိုတာမဟုတ်နေဘူးเนาะ ecliptic season တစ်ခုနဲ့တစ်ခုက6လမချောင်းเนาะအဲ့တော့အဲ့ဒါကိုဘာနဲ့ကျွန်တော်နှိုင်းရှင်ပြီးပြောရမလဲဆိုကျွန်တော်အပိုင်း3တုံးကပြောခဲ့တယ်เนาะကျွန်တော်အပိုင်း3မှာ season ပေါ့ຫນွေမိုးဆောင်းဖြစ်ပုံမှာပြောခဲ့တယ်ဟာလား June solstice December solstice March equinox autumn equinox အဲ့ဒါတွေနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ကျွန်တော်အမြန်ပြန်ပြောပြဆိုရင်ဒီမှာနေဟာဒီမှာကပါသူ့ဟာနဲ့သူ့ဝင်ရိုးမှာလဲနေတာ spin လုပ်တယ်ဟုတ်တယ်เนาะအဲ့လိုလားတူပဲဘာဆိုနေကို orbit လုပ်တယ်အဲ့ဒီ spin လုပ်တာဝင်ရိုးကဘယ်လောက်စောင်းနေလဲဆိုလို့ရှိရင်23နှစ်ပိုင်းတစ်ပိုင်း degree စောင်းတယ်စောင်းတဲ့ကြောင့်ဒီဘက်မှာနေတယ်ဆိုရင်နေရှိတဲ့ဘက်ကိုငှိုက်ပြီးစောင်းတယ်ဒီဘက်မှာနေတယ်ဆိုနေနဲ့ဝေးရဘက်ကိုငှိုက်စောင်းတယ်ဒီဘက်မှာရှိတယ်ဆိုရင်နေနဲ့ Dogman ဆိုနိုင်လိုက်စောင်းတယ်အဲ့တော့ပြောချင်တာ तू က orbit တာလုပ်နေတာเนาะဘာဖြစ်လဲဆိုလို့ရှိရင်ဒီလိုကြီးလဲမသွားဝင်ရိုးကြီးကလဲမသွားဝင်ရိုးကဒီအတိုင်းပဲအတောင့်တိုင်းပဲကြံပြီးတော့ဒီလိုလဲသွားတာเนาะအဲ့ဒါကြောင့်မလို့ဒါຫນွေမိုးဆောင်းနေဖြစ်တာအဲ့ဒါကျွန်တော်ပြောခဲ့ပြီးပြီအဲ့လိုဝင်ရိုးကအတောင့်တိုင်းပဲကြံတဲ့အတွက်ကြောင့်မလို့အချိန်တွေကမှန်တယ်ဘယ်လိုမှန်လဲဆိုတော့ဥပမာဆိုရင်ဒါကဂျွန်လဟာကဘာမြောက်ချမ်းနေဘက်လှည့်တယ်ဒါကဒီဇင်ဘာလကဘာတောင်ချမ်းနေဘက်လှည့်တယ်ဒီဘက်မှာဟလာ March သို့မဟုတ် September ဟိုဘက်ကိုလှည့်တယ်เนาะအဲ့တော့နေတာညတာအတူတူပဲ equinox အဲ့ဒီရက်ဆွဲတွေကအများနဲ့မှန်တယ်အဲ့တော့ဂျွန်21 December 21 March September 21ရက်ဆွဲတွေအပြောင်းလဲမရှိဘာဖြစ်လို့လဲဆိုရင်သူကဒီလိုသာပတ်နေတာဒါပေမဲ့ဒီဝေရိုးရက်ဒီလိုမလဲသွားเนาะအခုနလရဲ့ပတ်လန်းမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူကဒီလိုသာဒဲ့လိုက်ပြီးပတ်နေတာမဟုတ်ဘူးပတ်နေစဉ်အတွင်းမှာလဲသူကဒီလိုလိုက်လဲသွားတယ်เนาะအဲ့လိုလဲသွားတာကိုဘာခေါ်လဲဆိုအင်္ဂလိပ်လိုနောက်ထပ်စကားလုံးတော့ WOBBLE wobble เนาะအဲ့တော့ wobble လဲလုပ်တယ်လာက wobble လုပ်တယ်ဆိုတာဘာဆိုရိန်းခါနေတယ်ပေါ့ပတ်လန်းရရိန်းခါတာပြောတာเนาะအဲ့တော့လာသည်ဘာလဲလဲဆို spin လုပ်တယ် orbit လုပ်တယ်အဲ့ဒီ orbit လုပ်တဲ့ပတ်လန်းကြီးရလဲဒီလိုမျိုးအမြဲတမ်းဖြစ်နေတာမဟုတ်ဘဲねဒီလိုလဲသွားတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီပုံလေးကိုကြည့်မယ်ဆိုရင်ဒီမှာလ17နိုင်မှာလပတ်လန်းဟုတ်တယ်เนาะအရောင်လေးခြယ်ထားတယ်ဆိုဝယ်လဲနေတယ်ပေါ့အဲ့ဒါကနေပြီးတော့ရွေ့လာမယ်နိုင်လက်တန်6နိုင်ထိသွားစီရမလို့เนาะနိုင်လက်တန်9နိုင်လောက်မှလည်းဘာဖြစ်သွားလဲဆိုတော့နောက်ထပ် ecliptic season ရောက်သွားတယ်ဘာဖြစ်လို့လဲအဲ့ plane ရလဲနေတဲ့အတွက်ကြောင့်မလို့တော့နောက်ထပ် plane တစ်ခုကျွန်တော်ဆွဲလိုက်တယ်ဒီမှာနေလကဘာတဲသွားတယ်เนาะအဲ့ဒါကြောင့်မလို့183ရက်ပဲကြာတယ်183ရက်မကြာเนาะအဲ့တော့ဘာဖြစ်လဲ ecliptic season ဆိုတာအခုနကဘာပေါ် season တွေလို့အသေးမှတ်လို့မရအောင်။နောက်အခုနဆိုခါတာ June solstice, December solstice, March equinox, spring equinox ရက်တည်းမပြောင်း။ဟုတ်တယ်နော်။အဲ့တော့ ecliptic season ဘယ်နေ့တွေလဲဆိုရင်ဟုတ်တယ်ဒီ2025အတွက်ကတော့ဟုတ်တယ် March နဲ့ September ။ဒါပေမဲ့နောက်နှစ်တွေမှာဆိုMarch နဲ့ August လောက်ဖြစ်ချင်းဖြစ်သွား။ပြီး February နဲ့ August လောက်ဖြစ်ချင်းဖြစ်သွား။ပြီးFebruary နဲ့ July လောက်ဖြစ်ချင်းဖြစ်သွား။ပြောချင်တာရှေ့ကိုရွေ့လာ။ဘာလို့ရွေ့လဲ။အခုနဒီမှာတစ်ဖက်ကိုအပတ်ဝက်6လပြည့်ပလဲစရာမလိုเนาะ183ရက်လေုံနေနောက်တစ်ခါနောက်ထပ်တစ်ခါ align ဖြစ်သွားတယ်။ဘာကြောင့်ဖြစ်သွားလဲ။တော့ဒီ orbital plane lunar orbital plane ညာ wobble ဖြစ်နေလိမ့်နေတယ်ပေါ့เนาะ။အဲ့ထိရမယ်။ကဲအဲ့တော့မတင်ထားတဲ့ရေဘူးလေးတွေခုတော့စသုံးပြီပေါ့เนาะ။အဲ့တော့ဘာလဲဆိုတော့ဒီကောင်လေးကနေလုံးเนาะအနီရောင်လေးကဘာပေါ့သမုတ်တရားလေးပေါ့ရေအပြာရောင်လေးဟိုကတော့အဖြူရောင်မရှိတော့ဒါအစိမ့်နဲ့ဒါလပေါ့အဲ့လိုသဘောထားလိုက်နေကဘာလဆိုတော့သုံးခုတန်းနေဆိုလို့ရှိရင်ဒီခုအရေးတစ်ခုပေါ်ကြားတယ်ဒါအဲ့တော့ပထမဆုံးဒီလိုတန်းတာဖြစ်နိုင်တာလုံးဝမဖြစ်နိုင်เนาะနေဒီပဲတော့အခါမှာလာနေကဘာကြောင်မဝင်ဆန့်လည်းမဆန့်เนาะဘယ်လိုမှမဆန့်နေပြန်ဒါဆိုနေကြစက်ကြောင်လာခုလုံးပြက်စီးသွားပြီမဖြစ်နိုင်ဒီလိုလေးထားတရားဟောနေမှာเนาะဆိုရင်ဒီလိုချိန်မှာလုံးဝတန်းသွားပြီဆိုတဲ့ချိန်မှာတခုအရေးပေါ်တခုကြာပြီဟုတ်ပြီเนาะတန်းနေဆိုတဲ့နေရာမှာလဲเนาะအဲ့တော့ဘေးကကြည့်လို့ရှိရင်လဲတခုမြောက်မနေဘူးဒီလိုတန်းတယ်အပေါ်တက်ကြည့်လေဒီလိုဖြစ်မနေဘူးဒီလိုဖြစ်နေတန်းတယ်အဲ့လိုတန်းမှဒါတကယ်တော့နေချက်လာချက်ဆိုတာဖြစ်တာဆိုတော့အဲ့တန်းသွားပြီအဲ့အချိန်မှာနေချက်မလားလာချက်မလား3စက္ကန့်လောက်စဉ်းစားပြီးတော့ဖြည့်ကြည့်အောင်အဲ့တော့အဖြေမှန်ကဘာလဲဆိုရင်နှစ်ခုလုံးဖြစ်တယ်တဲ့เนาะအဲ့လိုတန်းတဲ့အချိန်မှာနေရောလာရောချက်တယ်เนาะအဲ့တော့ဘယ်လိုဖြစ်လို့နေရောလာရောချက်တာလဲဆိုတော့တွေးကြည့်အောင်နေရှိရယ်ကဘာရဲ့နေဘက်ချမ်းလာဘက်ချမ်းနေဘက်ချမ်းညဘက်ချမ်းလာရဲ့နေဘက်ချမ်းညဘက်ချမ်းကဘာကြည့်တယ်ကို့အရေးကလာပေါ်ကျသွားတယ်
အဲ့ဒါကိုဘာခေါ်လဲဆိုတော့လာကျက်တယ်လို့ခေါ်တယ် lunar eclipse နော် eclipse လာကကြည့်တယ်သူနေကိုကြည့်နေတန်လိုင်းကြီးမှာကဘာကွယ်သွားတယ်အဲ့တော့ဘာဖြစ်ဆိုနေကျက်သွားတယ်နော်သူကြည့်နေတဲ့နေမမြင်ရတော့လာပေါ်မှာလူရှိခဲ့မယ်ဆိုရင်အဲ့တော့နေကျက်တယ်အဲ့တော့လာပေါ်မှာနေကျက်တယ်ကဘာပေါ်မှာလာကျက်တယ်ဖြစ်ရနှစ်ခုစလုံးမှန်တယ်ဒါပေမဲ့လာပေါ်မှာကျက်တဲ့နေကဘာပေါ်မှာကျက်တဲ့နေနဲ့ချွတ်ဆွမတူဘူးအဲ့ဒါရှင်းပြအဲ့တော့အဲ့နေမှာဘာတွေဖြစ်အဲ့တော့ခုနပြောဖြည်းဖြည်းချင်းပြန်စဉ်းစားကြည့်ပေါ့အဲ့ဒီနေမှာကဘာရဲ့နေဘက်ချမ်းကဘာညဘက်ချမ်းကဘာညဘက်ချမ်းမှာလာကိုလှမ်းကြည့်တယ်ကြည့်တဲ့အချိန်မှာအဲ့နေမှာဘာဖြစ်ဆိုလာတာနေနော်လာပြည့်နေတယ်ပြောချင်တာလာဘာလို့လာပြည့်လဲဆိုတော့လာရဲ့မှာလင်းတဲ့ချမ်းတစ်ဘက်ကိုမျက်နှာပူထားတာလာပြည့်မှာလာကျက်လို့ရတာနော်အဲ့လိုအလားတူပဲလာဘက်ကလှမ်းကြည့်မယ်နော်လာရဲ့နေဘက်ချမ်းကြည့်မယ်ဆိုနေကိုမြင်နေရတယ်ကဘာကိုလည်းမြင်ရတယ်ဒါပေမဲ့အိမ်မြင်ရတဲ့ကဘာကဘလို့ကဘာဖြစ်မလဲဆိုရင်ကဘာကွယ်နေတဲ့ကဘာနော်ဘာလို့လဲဆိုတော့မှောင်တဲ့ချမ်းဒီဘက်ကိုပေးထားတာအဲ့တော့ကဘာပေါ်မှာကြည့်လဲလာပြေးလာကွယ်လာဆန်လန်းဆုပ်ရှိတယ်လို့ပဲလာနေလှမ်းကြည့်လဲကဘာဆိုတာဟုတ်လားကဘာဆန်းကဘာဆုပ်ကဘာပြေးကဘာကွယ်ဆိုတာရှိနော်အဲ့ဒီနေ့မှာလာအတွက်ဆိုရင်ဒါကဘာကွယ်တဲ့နေ့ကဘာအတွက်ဆိုလာပြေးတဲ့နေ့ဟေးဟုတ်ပြီအဲ့တော့ကျွန်တော်တို့ညဘက်မှာနော်ဒီဘက်ချမ်းညဘက်မှာလာကိုလှမ်းကြည့်နေလာလင်းနေလာပြေးတာရတယ်ကြီးနေဘာဖြစ်လာမလဲဆိုရင်ရိတ်မဲကြီးကလာကိုကတ်လာမယ်ကတ်ပြီးတော့လာကိုစပြီးတော့စားလိုက်တယ်လို့ပေါ့ bite လုပ်လိုက်တယ်လို့ပုံဖြစ်လာမှာအဲ့တော့လာပြည်ရန်နေလာစမ်းလိုမျိုးဖြစ်သွားတာပေါ့အဲ့လိုခြိုင်သွားတာပေါ့နော်အဲ့တော့ကြင်နဲ့နောက်တော့တဖြည်းဖြည်းစားလာပြီးလုံးဝအရေးကြီးကွယ်သွားတဲ့ချိန်မှာဒါလာအပြည့်ကျက်သွားလာပြည့်ကျက်သွားဘယ်လိုဖြစ်မလဲဟာဆိုမှောင်မဲသွားမှာပေါ့လာပေါ့ကောက်ကင်မှာမြင်ရတဲ့လာကြီးလုံးဝမရှိတော့ဖြစ်သွားမှာပေါ့ဆိုတော့မဟုတ်ဘူးအဲ့လိုလဲပြည့်သွားအောင်ဘာဖြစ်သွားလဲအဲ့လိုအပြည့်လဲအုပ်သွားအောင်လာကြီးတစ်ခုတော့နီရဲပြီးတောက်လာတယ်အဲ့တော့ဘာခေါ်လဲဆို blood moon လို့ခေါ်တယ်နော် red moon လို့လည်းခေါ်တယ် blood moon လို့ခေါ်တယ်နီရဲသွားဟာဘာဖြစ်တာဟိုမှောင်သွားမှာလေအုပ်သွားတာဆိုရင်အဲ့ဒါကိုဖြေဖို့ဆိုရင်ကျွန်တော်လာဘက်ကနေပြန်ပြောမှရနော်အဲ့တော့လာဘက်မှာညဘက်ရှိမယ်နေ့ဘက်ရှိမယ်အခုကတော့နေဘက်နဲ့ဆိုင်တယ်နော်နေ့ဘက်မှာနေရထိုးတယ်တော့လာဘက်ချမ်းမှာလင်းထိန်နေတယ်ဒီဘက်ကနော်လာမျက်နှာပြင်မှာကဘာကိုလှမ်းကြည့်လိုက်ရင်ကဘာကွဲနေတယ်ပေါ့နော်မှောင်တဲ့ချမ်းမှာအဲ့ချိန်မှာကဘာကဒီကြားထဲဝင်လာတော့ဘာဖြစ်လဲဆိုရင်လာပေါ်မှာကဘာနေကွဲသွားတယ်အဲ့လာပေါ်မှာလင်းနေရည်နဲ့စပြီးတော့မှောင်လာဒါမဲ့အဲ့ဒီမှောင်လာတာကိုကြည်နေတဖြည်းဖြည်းနဲ့ဘာဖြစ်ဆိုမှောင်လာတယ်လို့လာရဲ့မျက်နှာပြင်မှာဖြစ်ဆိုတဖြည်းဖြည်းနဲ့နီးကျင်းဖြစ်လာနီးလာဘာလို့နီးလဲဟာကင်မရာလေးအပေါ်မော့ကြည့်လိုက်တော့ဘာသွားတွေ့မလဲဆိုရင်ကဘာလုံးကြီးကနေကိုကွယ်လိုက်ပြီမဲ့အဲ့ကဘာလုံးပတ်လဲမှာဘာဖြစ်လဲဆိုလို့ရှိရင်ဟာနီရဲတောက်နေတာယူမြင်ရနော်လို့ပတ်လဲမှာနီရဲတောက်အဲ့ကျွန်တော်ဒါနာစာယူထားတယ်ပေါ့ဘာလို့နီရဲတောက်နေလဲဆိုရင်မှန်တယ်ကဘာကြီးမှာတော့အရေးကုန်ရှိတယ်နော်အရေးကုန်ဆိုတာဘာလဲဆိုတော့ကဘာ atmosphere လို့ခေါ်တဲ့လေထုရှိတယ်အဲ့ဒီလေထုကိုနေရောင်ခြည်ကဒီလိုရှက်ပြီးတော့မှယူလာပြီးတော့မှဘုံဘက်မှာလာပေါ်ကျတဲ့အတွက်ကြောင့်အဲ့ဒီခါအနီရောင်ဟတ်တယ်နော်အဲ့ဒါကြောင့်ဘလို့တော့ကဘာလေထုရဲ့အနီရောင်မြင်ရခါတိုင်းကတော့မမြင်အောင်အန်ဂယ်လွဲနေမမြင်အောင်အန်ဂယ်တဲ့သွားတဲ့အချိန်မှာဒီလိုရှက်ပြီးတော့ဖြတ်သွားတဲ့ခါမှာအနီရောင်မြင်ရအဲ့ဒီအနီရောင်ကလာမျက်နှာပြင်ကိုလာဟတ်တယ်အဲ့ဒါကြောင့်လို့လာမျက်နှာပြင်တစ်ခုတော့နီရဲသွားအဲ့ဒါကိုကဘာလှမ်းကြည့်တော့ဘာဖြစ်လဲဆို red moon ဆိုပြီးမြင်ရတာပေါ့နော်အဲ့ဒါကဘာမြင်ရတဲ့ဟာနော်အဲ့လာအပြည့်ကျက်လို့ရှိရင် red moon မြင်ရလာဘက်ကကြည့်လို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ဟာလာဟိုနေတာနေတော့မှဘာဖြစ်လဲဆိုတော့ကဘာကြီးရောက်ဝင်လာတော့အဲ့ချိန်မှာမှောင်သွားတယ်နော်မှောင်သွားပြီ completely မဲသွားတာမဟုတ်ဘူးဘာဖြစ်ဆိုနှီးသွားတာပေါ့နော်အဲ့ချိန်မှာလည်းဘာဖြစ်လဲဆိုလို့ရှိရင်အဲ့တော့နေကွယ်သွားပြီဆိုတော့အပူချိန်တွေကျလာတယ်ဆိုတော့လာမှချက်ချင်းအေးလာဘယ်လောက်တောင်လဲဆိုရင်နော်စာထဲမှာရေးထားတာတနာရီလောက်တွင်းမှာနော်အပူချိန်ပြောင်းလဲမှု200လောက်ဖြစ်တယ်ပြောတယ်200ဒီဂရီလောက်ဖြစ်တယ်နော်အဲ့ဒါဆိုလာပေါ်မှာအရင်ကြမ်းတမ်းတယ်ဟိုကအပူချိန်ပြောင်းလဲဘာလို့အဲ့လောက်ကြမ်းတမ်းလဲဆိုရင်ဘာလို့လာပေါ်မှာလေတူးမရှိအဲ့ကြောင့်လာပေါ်မှာနေချင်းအဲ့လောက်ထိအပူချိန်ပြောင်းလဲများပြီးရင်ခဏနေလာမယ်နော်အဲ့တော့ကဘာဘက်ကကြည့်တော့ဆိုတော့ခုနပြောသူပဲလာကျက်တာဖြစ်တယ်ပေါ့ဟုတ်ပြီလာကျက်တာဘယ်နှမျိုးရှိလဲဆိုရင်လာကျက်ခြင်း3မျိုးရှိတယ်နော်အော်3မျိုးမှာကျွန်တော်ခုနပြောလိုက်တဲ့ဖြစ်စဉ်ကိုဘာခေါ်လဲဆိုလို့ရှိရင် total lunar eclipse လာအပြည့်ကျက်ခြင်းပေါ့နော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်အဲ့ဒါ red moon blood moon အဲ့ဒါဟိုလာလုံးကြီးနီးသွားတယ်ဂျားထဲမှာဘာနောက်2မျိုးပါရှိသေးလဲဆိုရင်နော် partial နဲ့ penumbra ဆိုပြီးတော့ရှိအခုကျွန်တော်ရေးထားတာအဲ့ဒါဘာတွေလဲဘာတွေလဲဆိုရင်အဲ့ဒါမပြောခင်မှာကျွန်တော်ပြောမှာအဲ့တော့မီထိုးထားတဲ့အရာတစ်ခုဟုတ်လားမီလုံးကလည်းကြီးတယ်ဝတ္ထုတစ်ခုကရှိတယ်အဲ့ဒီဝတ္ထုကနေပြီးတော့နေရံပေါ်အရေးကြတယ်ဆိုရင်ဒါကျွန်တော်မြင်ဘူးမှာပါတခါတလေကြာရင်အရေးက2မျိုးရှိတယ်ခလဲမှာအရေးနှက်ရှိတယ်ဘေးနားမှာအရေးဖြော်ရှိတယ်เนาะအရေးနှက်နဲ့အရေးဖြော်တယ်เนาะအဲ့တော့ကျွန်တော်ဒီပြထားတဲ့ပုံလေးမှာပဲကြည့်လိုက်ပေါ့ဟုတ်လားဒီချက်ပြားကြီးကိုကျွန်တော်ဒီဘက်ကမီထိုးမယ်မီးကကြီးနေတဲ့အခါမှာ
အဲ့ဒါမီးရဲ့အပေါ်ပိုင်းကြောင်းကြတဲ့အရေးကဒီဘက်မှာအောက်မှာအရေးတစ်ခုမီးရဲ့အောက်ပိုင်းကြောင်းလို့ကြတာဟိုဘက်မှာအပေါ်ဘက်မှာအရေးတစ်ခုအဲ့အရေးနှစ်ခုထပ်သွားတဲ့နေရာကအရေးနဲ့အရေးအဲ့ဒါကို umbra လို့ခေါ်တယ်နော်ပြီးတော့ဒီပတ်လေကဟာတွေကိုကြတော့အရေးဖြော်လေးကိုကြတော့ penumbra လို့ခေါ်တယ်အင်္ဂလိပ်အဲ့တော့အရေးနှက်နဲ့အရေးဖြော်နဲ့နှစ်မျိုးရှိတယ်အဲ့တော့ကဘာကလည်းကြီးရဲ့အတွက်ကြောင့်မလို့ပါဆိုကဘာရဲ့အရေးကလည်းဘာလဲဆိုလို့ရှိရင်အဲ့လိုခက်လေအရေးနှက်နဲ့ဘေးနာအရေးဖြော်နေဆိုပြီးနှစ်မျိုးရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင် partial lunar eclipse ပေါ့နော် partial ဆိုတော့တဝက်တစ်ပြည့်ကျက်ခြင်းอ่ะဘယ်လိုဖြစ်လဲဆိုရင်ကဘာကြီးရဲ့အဲ့ဒီအရေးနှက်ကနော်လာကိုအပြည့်တစ်ခုလုံးအုပ်မသွားဘဲနဲ့အုပ်သွားရင်တော့ခုနပြောသလိုပဲတိုးတော့ပေါ့နော်လာကြီးညှိသွားမယ်အဲ့တော့လာရဲ့တဖန်ချမ်းပဲတစ်စိတ်တစ်ပိုင်းပဲအုပ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒါ partial lunar eclipse အဲ့ဆိုကဘာပေါ်ကကြည့်ရင်ဘယ်လိုမြင်ရမလဲဆိုတော့ဟာလာဟိုလာကိုကြည့်နေနေအရေးကဝင်ဖြတ်သွားမယ်နော်ဖြတ်သွားတဲ့ခါမှာတော့လာပြည့်ကနေလာချမ်းလို့ဖြစ်သွားမယ်ဒါပေမဲ့ခုနလိုအပြည့်ကြီးမအုပ်သွားနော်အဲ့လိုလုံးဝหนีရဲတောက်သွားတဲ့အဆင့်ထိလည်းမဖြစ်သွားဘူးအဲ့ဒါက partial လာဘက်ကကြည့်ရင်ဘယ်လိုမြင်ရမလဲလာဘက်ကကြည့်ရင်ဘယ်လိုမြင်ရမလဲဆိုရင်အဲ့တော့အခုနဒီလာချမ်းလို့ဖြစ်သွားတဲ့လာပြည့်ယူเนาะလာချမ်းလို့ဖြစ်သွားတဲ့လာမှာမှောင်တဲ့ချမ်းမှာနေတဲ့လူမှောင်တဲ့ချမ်းမှာရှိနေတဲ့ကင်မရာတော့လှမ်းကြည့်လိုက်ပါပဲဆိုတော့ဟာကဘာကနေကိုအပြည့်အုပ်သွားတယ်ဒါမဲ့လင်းတဲ့ချမ်းမှာရှိနေတဲ့သူကလှမ်းကြည့်လိုက်လို့ရှိရင်တော့ကဘာကနေကိုအပြည့်မအုပ်ဘူးတဝက်တစ်ပြက်ပဲအုပ်တယ်အဲ့လိုမြင်ရမယ်လာပေါ်မှာကင်မရာတွေအများကြီးထားပြီးကြည့်မယ်ဆိုရင်နော်အဲ့ဒါက partial အဲ့ဆိုနောက်တစ်ခုကဘာလဲဆို penumbral eclipse ကပါ penumbral eclipse ဆိုရင်ဘာဖြစ်လဲဆိုရင်အဲ့တော့လာကဘာရဲ့အရေးနှက်အတွင်းပေါ့နော်အတွင်းဘက်ကအရေးနှက်ကတော့လာပေါ်မကြပဲနဲ့ဒီအရေးဖြော့ကြီးပဲရွေးပြီးတော့လာပေါ်ကြသွားတယ်နော်အဲ့ဒါဆိုရင်ဘာဖြစ်မလဲဆိုတော့လာပေါ်ကကြည့်မယ်ဆိုရင်လာရဲ့ဘယ်နေရာကနေလှမ်းကြည့်လိုက်တဲ့ချိန်မှာဘာဖြစ်လဲဆိုရင်ကဘာကနေကိုအုပ်နေတယ်ဒါပေမဲ့အပြည့်အုပ်ဘူးနော်အပြည့်မအုပ်ဘူးကဘာကနေလှမ်းကြည့်ရင်လာပေါ်မှာအရေးကြတယ်ဒါပေမဲ့ကြတဲ့အရေးကအရေးဖြော့ဖြစ်တယ်အဲ့တော့အရန်တိတာဘူးခဲရင်တယ်နော်အဲ့တော့ penumbral eclipse ဆိုပြောမယ်ဆိုခဏဖြစ်တယ်နော်ဘာလို့ခဏဖြစ်လဲဆိုတော့ကဘာကြည့်တော့သူအရေးဖြော်ရတယ်ကျဲတယ်နော်အဲ့တော့ရန်လုံးဝညီနေအောင်မညီနေလဲပဲနည်းနည်းလေးဆွေနေလဲပဲအရေးကကြာတယ်နော်အဲ့တော့ penumbral eclipse ကမကြာခဏဖြစ်တယ်ဖြစ်ပေမဲ့ကျွန်တော်တို့အများဆုံးမသိလိုက်ဘူးဘူးမှလည်းဒီမသိဘူးစိတ်လည်းစိတ်မဝင်စားဘူးဘာလို့ပုံလေးကိုကြည့်လိုက်လာပြည့်နေတာကိုခက်လက်အောက်နာကနေပြီးငပုတ်ဖမ်းသလိုလေးနည်းနည်းလေးအယောင်လေးမှိန်သွားတာအဲ့ဒါ penumbral eclipse ဘာမှသိပြီးစိတ်ဝင်စားစရာမကောင်းဘူးဒါမဲ့အဲ့ဒါဖြစ်အဲ့တော့ခြုံပြောမယ်ဆိုရင်အဲ့တော့ကဘာရဲ့အရေးကဟာလာခက်လေအရေးနှက်ရှိမယ်ဒါဘေးပတ်လေကအရေးဖြော်ရှိမယ်နော်အဲ့တော့အရေးနှက်ကြီးလောက်တစ်ခုလုံးကျသွားတာအဲ့ဒါ total eclipse အရေးနှက်ကြီးလာရဲ့တစ်စိတ်တစ်ပိုင်းပဲကျသွားတာ partial lunar eclipse ဒါမှမဟုတ်အရေးနှက်ကလာပေါ်လုံးဝမကျဘူးအရေးဖြော်လေးပဲကျသွားတာဆိုလို့ရှိရင် penumbral eclipse နော်အဲ့တော့မြင်ရတဲ့ပုံလေးနဲ့မတူဒါဆိုဒါလာကျက်တဲ့အကြောင်းကျွန်တော်တော်တော်ပြောပြီးသွားတယ်နော်အဲ့တော့ကဘာပေါ်မှာလာကျက်တဲ့အကြောင်းလည်းပြောပြီးသွားပြီလာပေါ်မှာနေကျက်တဲ့အကြောင်းလည်းပြောပြီးသွားပြီဒီလိုပြန်လှည့်အောင်ဒီလိုတန်းသွားတဲ့အချိန်ရောဘာဖြစ်မလဲခုနလိုပဲကဘာဘက်ကဘာမြင်ရမလဲလာဘက်ကဘာမြင်ရမလဲအဲ့ဒါပြောမှရမယ်ပေါ့နော်အဲ့တော့ကဘာဘက်ကကြည့်မယ်နေဘက်ချမ်းညဘက်ချမ်းအဲ့တော့သူ့ရဲ့နေဘက်ချမ်းเนาะနေသားနေလာမှာလဲနေဘက်ချမ်းညဘက်ချမ်းအမှောင်ချမ်းဆိုတော့ကဘာကြည့်ရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီနေသည်เนาะအဲ့တော့လာကွယ်နေเนาะလာကွယ်နေလာဘက်ကကြည့်ရင်ကဘာဘာဖြစ်မလဲเนาะကဘာရဲ့လေးနဲ့ချမ်းလာကိုလှည့်နေတာဆိုတော့လာဘက်ကကြည့်ရင်ဘာဖြစ်မလဲဆိုရင်ကဘာပြည့်တယ်နေကဘာသားတယ်နေเนาะအဲ့တော့အဲ့ဒီလိုပုံဖြစ်နေမယ်ပေါ့နေဘက်ကနေလှမ်းကြည့်တယ်ကြည့်လိုက်တော့နေဘက်ခင်းနေလေကောင်ကြီးမှာနေကိုမြင်နေရတော့မှာဘာဖြစ်လို့လာဒီလိုဝင်လာတယ်ပြီးတော့နေကိုအုပ်သွားတယ်နော်နေချက်တယ်နေလုံးကြီးမှာအဲ့လိုအမဲလုံးကြီးအဲ့တော့အမဲလုံးဆိုတာဘာလဲဆိုလာကွယ်နေတယ်လာကြီးတော့အုပ်သွားတယ်ပြီးတော့အပြည့်အုပ်သွားတယ်အဲ့တော့ဘာဖြစ်လဲအကုန်လုံးမှောင်ကျသွားတယ်ဟာလာအပူချိန်ကြီးလည်းအေးသွားတယ်ဒါပေမဲ့အခုနလိုမျိုးလာပါလို့ဟာလာတနာရီအတွင်းမှာ200ဒီဂရီဆယ်စီယပ်စ်လောက်ပြုတ်ကျသွားတာမျိုးတော့မဖြစ်ဘူးကဘာပေါ်မှာလာကွယ်ရုံလောက်နဲ့ဟာလာနေဘက်ဖြစ်နေညပြောင်းသွားရုံလောက်နဲ့ temperature အဲ့လောက်မပြောင်းဘာလို့မပြောင်းကဘာပေါ်မှာ atmosphere လို့ခေါ်တဲ့လေထုရှိတယ်အပူကိုထိန်းထားပြီးနိုင်တယ်နော်အဲ့မဲ့ထားပါတော့အဲ့တော့ကွယ်သွားတော့မှောင်သွားတယ်ဟာတရိတ်ဆန်နေဆိုလဲအိုးအတောင်းနေဖြစ်ကုန်တယ်ရှောက်အော်တယ်ရှောက်ပြေးတယ်ဟလာအေးဆက်သွားတယ်လူတွေအကုန်လုံးဟာကန်းကြီးမှာသွားပြီးတော့ဟာနေချက်တာကြီးတွေမျက်မှန်နေနဲ့ရှောက်ကြည့်ကြတယ်ဒါမျိုးတွေဖြစ်အတောင်ကဘာဘက်ကနေဘက်ကဘာရဲ့နေဘက်မှာလာရဲ့ညဘက်မှာကြည့်မယ်လာရဲ့ညဘက်မှာကဘာကိုကြည့်ရတော့ကဘာကြီးကထိန်တောက်နေတယ်အဲ့တော့ဘာဆိုအဲ့ညကဘာလို့ဆိုလာပေါ်မှာကဘာသားတဲ့ညနော်ကဘာပြည့်တဲ့ညအဲ့လိုကြည့်နေနေဘာဖြစ်လဲဆိုတော့သူ့အရေးကဝင်လာတော့ကဘာပေါ်မှာသူ့အရေးသူပြန်ကြတယ်ခုနလိုပဲနော်ဒါပေမဲ့
အဲ့တော့ဒီမှာကျွန်တော်ပြတဲ့ပုံလေးကိုကြည့်လိုက်အဲ့တော့အရေးကမြင်ရလားမသိဘူးအဲ့တော့ဒီမှာကဘာလုံးတစ်လုံးလုံးမှာသူ့အရေးကလေးကခါမှာအမဲကွက်လေးတစ်ကွက်ပဲဘာဖြစ်လို့လားနဲ့ကဘာရွယ်အစားမှမတူတာမတူဆိုတော့လားကသေးတယ်သေးတယ်ဆိုတော့အဲ့ဆိုလားရဲ့အရေးကအဲ့လိုပဲအကွက်ကလေးပဲကြာသွားတယ်ဒါပဲအဲ့ဒါကိုဘယ်လိုခေါ်မလဲပေါ့ဘယ်လိုခေါ်မလဲဆိုကျွန်တော်ပတ်တော့ကျွန်တော်ခေါ်လိုက်တဲ့စကားလုံးကဘာလဲဆိုရင်အဲ့တော့ကဘာကြက်ချင်းပေါ့ဘာလို့ဆိုလားကဘာကိုကြည့်နေတော့เนาะသူ့ရဲ့ကဘာတာတဲ့ညမှာကဘာကိုခန်းစားနေတော့မှာသူ့အရေးသူပြန်ကြသွားတာဆိုတော့ဒါကဘာကြက်တာခုနကဘာပေါ်မှာလာပြင်းညမှာလာကြက်တယ်လို့ပဲလာသူ့အရေးကကိုယ့်အရေးကိုကဘာပေါ်လာပေါ်မှာကြာတာဒီလိုပဲလာကလည်းသူ့အရေးသူကဘာပေါ်မှာကြာတာဒါကဘာကြက်ချင်းပေါ့အဲ့ဒါရှိလေ art clip လို့ခေါ်တယ်တကယ်အင်္ဂလိပ်စလုံးအစစ်တော့မဟုတ်ဘူးပေါ့ဒီလိုပဲ train ထားတာပေါ့အဲ့တော့အဲ့ဒီပုံမှာကြည့်လိုက်လို့ရှင်ဘာလဲဆိုတော့ကဘာပေါ်မှာကြာတဲ့လာရဲ့အရေးကလေးကဒီလိုအမဲပတ်လေးပဲเนาะအဲ့တော့အဲ့ဒါဘာအထိပ္ပယ်လဲဆိုရင်ကဘာဘက်ကပြန်ကြည့်လို့ရှင်နေကြက်တာကိုတကဘာလုံးကမြင်ရလားမမြင်ရအောင်အဲ့တော့အဲ့ဒီအမဲဘက်လေးရှိနေတဲ့နေရာမှာနေတဲ့လူကတော့ဟုတ်တယ်နေကြက်တာမြင်ရတခြားနိုင်ငံလူနေကြက်တာမမြင်ရအောင်နော်အဲ့တော့နေကြက်တာဆိုတာမြင်ရဖို့ခဲရင်တယ်ဟုတ်ပြီအဲ့ဆိုနေကြက်တာဘယ်နှမျိုးရှိလဲနေကြက်ချင်းဘယ်နှမျိုးရှိလဲဆိုရင်လည်းသူက3မျိုးရှိတယ်ခုနလာလို့ပဲဒါပေမဲ့ချွတ်စွတ်မတူအဲ့တော့နေကြက်တာဘယ်လိုမျိုးရှိလဲဆိုနံပါတ်1ကတော့ total solar eclipse လို့ခေါ်တယ်ပေါ့ eclipse လို့ခေါ်တယ်ဘာလဲဆိုတော့လေအပြည့်ကျက်ခြင်းအဲ့ဒါဘာလဲဆိုတော့ခုနကျွန်တော်ပြောတဲ့ဥပမာလို့ပေါ့နေကားတဲ့နော်နေရဲ့အချင်းကဘာလရဲ့အချင်းထက်ဆိုစလို့ရှိရင်အစ400ကြီးတယ်ဒုတယ်ကိုပြောတာမဟုတ်တော့အချင်းကိုပဲပြောတာနော်အချင်းအစ400ကြီးတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကဘာနဲ့လအကွာအဝေးထက်နေနဲ့လအကွာအဝေးကအစ400ပိုဝေးတယ်နော်ဒါဘလို့မှခုံမှာဆွဲပြလို့မရအောင်အစ400ပိုဝေးတော့ဘာဖြစ်လဲသူ့ရဲ့အရွယ်ကလည်းအစ400သေးတယ်နော်သေးတယ်ဆိုတော့မြင်ရတဲ့အရွယ်ကသေးတယ်အဲ့တော့ကောင်းကင်မှာမြင်လို့ရှိရင်နေနဲ့လနဲ့အရွယ်တူဖြစ်နေအဲ့တော့ဘာဖြစ်လို့လကနေကိုအုပ်သွားတဲ့အချိန်မှာကောင်းကင်မှာနော်အုပ်သွားတဲ့အချိန်မှာလကနေအပြည့်အုပ်သွားတယ်ကွက်တီလာပဲအဲ့လိုအပြည့်အုပ်သွားတော့ဘာဖြစ်လဲဆိုတော့total solar eclipse နော်နေအပြည့်ကျက်ခြင်းပေါ့အဲ့ဒါခုနပြောညဘက်ဖြစ်သွားတယ်အေးသွားတယ်အဲ့ဒါမျိုးတွေဖြစ်နံပါတ်2 partial partial တော့ပေါ့တဝက်တစ်ပြက်နေကျက်ခြင်းပေါ့ဒါကတော့ရှင်းရှင်းလေးပါနေလုံးကတမရှိရလာတယ်လို့ရှိရင်လုံးဝချွတ်ဆွတ်ကြီးမတဲ့နေဘူးနည်းနည်းလေးစောင်းနေတယ်ဆိုရင်နော်ဘာဖြစ်မလဲလာရိတ်ကနေကိုဖြတ်သွားမယ်ဒါပေမဲ့အပြည့်မအုပ်ဘူးပေါ့ဒါလုံးဝချွတ်ဆွတ်ဟိုနေမဖြစ်เนาะဒါကတော့ရှင်းတယ် partial နောက်တတိယတစ်မျိုးကဘာလဲဆို annular eclipse annular eclipse ဆိုတာဆိုကျွန်တော်ပြတဲ့ပုံလေးကိုကြည့်လိုက်တော့မှလာနေအုပ်သွားတယ်เนาะကဘာပေါ်လှမ်းကြည့်တဲ့ခါမှာဒါပေမဲ့အုပ်ပေမဲ့အပြည့်မအုပ်ဘူးဂွင်းကြံခဲ့တယ်เนาะအဲ့တော့ဘာလို့ဂွင်းကြံခဲ့လဲခုနပြောတာဟိုနေနဲ့လာနဲ့ဟိုအစ400กว่าတယ်ဆိုကောင်းကင်မှာမြင်ရတာဟို2 size to 2ပဲဆိုဘာဖြစ်လို့အဲ့လိုဖြစ်လဲဆိုရင်အဲ့တော့ဘယ်ကနေစပြီးတော့ရှင်းပြရမလဲဆိုတော့ဒါလွယ်တယ်အဲ့တော့ကဘာနေကိုပတ်တဲ့ခါမှာကဘာပတ်လန်းရှိတယ်เนาะအဲ့ဒီပတ်လန်းမှာတကယ်တော့ပတ်လန်းစောင်းဝိုင်းမဟုတ်ဘူးနည်းနည်းဘဲဥပုံစံတယ်အဲ့တော့ဘာဆိုဝေးနည်းနည်းဝေးတဲ့နေရာရှိမယ်နည်းနည်းနီးသွားတဲ့နေရာရှိမယ်နည်းနည်းဝေးသွားတဲ့နေရာရှိမယ်เนาะလုံးဝချွတ်ဆွတ်စောင်းဝိုင်းမဟုတ်အလားတူပဲเนาะကဘာကိုလာပတ်တဲ့ခါမှာလည်းတကယ်တော့ပတ်လန်းကလုံးဝစောင်းဝိုင်းချွတ်ဆွတ်ကြီးမဟုတ်ဘူးเนาะနည်းနည်းလေးနီးသွားတဲ့နေရာရှိတယ်နည်းနည်းလေးဝေးသွားတဲ့နေရာရှိတယ်ဘဲဥပုံစံအဲ့တော့ဘာဖြစ်လဲဆိုရင်နော်နီးသွားရင်အရွယ်စားအနေနဲ့ကြီးတာပေါ့ဝေးသွားရင်အရွယ်စားအနေနဲ့သေးတာပေါ့အဲ့ဒါဆိုရှင်းရှင်းလေးပဲအဲ့တော့လာကနည်းနည်းလေးအဲ့လိုတန်းသွားတဲ့အချိန်မှာပေါ့နော်အဲ့လိုတန်းသွားတဲ့အချိန်မှာဒီလိုအဲ့လိုတန်းသွားတဲ့အချိန်မှာလာကနည်းနည်းလေးသေးပြီးတော့နေရနည်းနည်းလေးကြီးပြီးမြင်ရတဲ့အချိန်ဖြစ်နေခဲ့မယ်ဆိုရင်ပြောချင်တာလာလေးနည်းနည်းဝေးသွားတဲ့အချိန်ရောက်သွားမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့လာကနည်းနည်းလေး size သေးသွားတော့နေကိုအပြည့်မအုပ်နိုင်တော့ဘူးမအုပ်နိုင်တော့ဥက္ကဋ္ဌခွင်းကြီးကျန်အဲ့ဒါကို annular eclipse လို့ခေါ်တယ်ဒါကရှင်းရှင်းလေးပဲပေါ့ဒါအကွာဝေးကြောင့်အရွယ်အစားနည်းနည်းပြောင်းသွားတာဒါလွယ်လွယ်ပြောဒါဆိုရင်ကျွန်တော်အခုဘာတွေပြောပြီးသွားပြီလဲဆိုရင်နေကြက်တာလာကြက်တာကဘာကြက်တာကိုကျွန်တော်တော်တော်စုံစုံလင်းလင်းပြောပြီးသွားပြီเนาะအဲ့တော့ဘာကြောင့်လာပြည်တိုင်းလာကွယ်တိုင်းမကြက်ရတာလဲเนาะဘလို့ alignment တွေဘလို့ချွတ်ဆွတ်တဲ့ဖို့လို့လဲနောက် ecliptic season လို့ခေါ်တယ်เนาะဟိုနေကြက်ချင်းလာကြက်ချင်းဖြစ်နိုင်တော့ရသည်เนาะအဲ့တခုနဲ့တခုက6လမချဘူး183ရက်မချဘူး183ရက်ပဲချတယ်ဘာဖြစ်လို့လဲလာရဲ့ပတ်လန်းကဒီလိုနည်းနည်းခါနေလို့ခုနပြပြီးတော့ဘာလဲဆိုရင်အဲ့တော့နေကြတဲ့ချိန်မှာကဘာမှာဘာဖြစ်လဲဒီလိုတန်းသွားတဲ့ချိန်မှာကဘာမှာဘာဖြစ်လဲလမှာဘာဖြစ်တယ်လဲဒီလိုတန်းသွားတဲ့ချိန်မှာကဘာမှာဘာဖြစ်လဲလမှာဘာဖြစ်တယ်လဲအကုန်ရှင်းပြီးတော့ပြောပြပြီးသွားပြီပြီးတော့ဘာလဲနေကြတဲ့ပုံ3မျိုးနားကြတဲ့ပုံ3မျိုးတွေပြောပြပြီးသွားဆိုတော့တော်တော်ကလေးကိုစုံသွားပြီဟုတ်ပြီเนาะအဲ့တော့နောက်ပိုင်းမှာဆိုလို့ရှင်တော့ကျွန်တော်တခြားဂျိုတွေအကြောင်းစပြီးတော့ပြောပါတော့မယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို view decide တည်တည်ချာချာစိတ်ရှိရှိနဲ့ကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်အခုကျွန်တော်ရှင်းပြတဲ့ထဲမှာနားမလည်တာဒါမှမဟုတ်သိမရှင်းတာထပ်ဖြည့်ဆွတ်ပြီးပြောချင်တာနောက် episode တွေမှာကျွန်တော်ရှင်းပြစေချင်တာလေးရှိလို့ရှင်ကျွန်တော် comment မှာထည့်ပြီးတော့ရေးပေးလို့ရပါတယ်အဲ့လိုပဲကျွန်တော်ရှင်းပြတာသဘောကျတယ်အဆင်ပြေတယ်ဆိုလို့ရှင်လည်း like and subscribe လေးလုပ်ပေးပါเนาะအားလုံးပဲကျေးဇူးတင်ပါတယ်နောက် episode မှာပြန်ဆုံကြပါမယ်